Wow. Okay, အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေရတော့နံပါတ်69ကပိုင်းဖျက်လက်မှာရှိတဲ့ Swiss Times Square Watch Gallery ကိုရောက်ရှိနေပါအဲ့တော့ကျွန်တော်အထက်ကိုချက်လောက်ဝင်ကြည့်လိုက်အောင်နော် Come on မင်္ဂလာပါခင်ဗျာမင်္ဂလာပါညီလေးကိုလေHollywood celebrity မင်းသား James Bond ဝတ်တယ်ကွာ Omega နိုင်တွေကဘယ်ဟာလေးတွေရှိတယ်အခုချက်ပြိုင်ပေါ်မှာညီလေးအခုရှာတဲ့ Omega တွေကဆိုရင်ကျွန်တော်တို့ရှိမှာ latest model လေးတွေရှိပါမယ်အခုနောက်ဆုံးထွက်ထားတဲ့ model လေးရှိပါမယ်ဟုတ်ပြီညီလေးညီတို့ဈေးနှုန်းတွေက Omega blog ကနေ blog လေးရှိတယ်ငါညီ USD ဒေါ်လာ4000ကနေ3သိန်းကျော်ထိရှိပါမယ်ဗျ3သိန်းကျော်လောက်နော်အခုဒီ2025မှာ trending ဖြစ်တဲ့ဟာတွေတခုတော့အခုပြကွာကိုကြည့်ချင်နော်ဟာညီလေးအဲ့ဒါဆိုအဆင်ပြေတာပေါ့ကွာအခု Switzerland နိုင်ငံမှာတောင်းဝယ်ကြမလို့ပဲနဲ့အခုရန်ကုန်မှာ international price နဲ့ Omega brand တွေရဆိုအရန်အဆင်ပြေပါညီနော်ကျေးဇူးပါဟုတ်ကဲ့လေ Ladies and gentlemen အားလုံးပဲခင်ဗျာ every second count second night တမိုးရှိစေဖို့အတွက် Omega ကိုရွေးချယ်လိုက်ပါ highly recommend ပါခင်ဗျာ